အားလုံးပဲမင်္ဂလာပါရှင် Digital Fusion ကုမ္ပဏီမှာကြိုဆိုပါရရှင်ညီမအခုဒီဗီဒီယိုလေးမှာဆိုရင်တော့ကုန်ပစ္စည်းအစီရင်ခံစာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပြပြပေးမှာပဲဖြစ်ပါတယ်ဒီတော့ညီမတို့ကအစီရင်ခံစာများဆိုတဲ့ကဏ္ဍတွေကိုပထမဆုံးသွားမယ်ပြီးရင်တော့ညီမတို့ကဒီထဲမှာကုန်ပစ္စည်းအစီရင်ခံစာဆိုတာလေးကိုရွေးချယ်ပေးအောင်မှာပဲဖြစ်ပါတယ်ဒီတော့ကုန်ပစ္စည်းအစီရင်ခံစာဆိုရင်ညီမတို့ကဘာတွေကိုကြည့်လို့ရမလဲဆိုတော့ပထမဆုံးပစ္စည်းစီးရင်ကိုကြည့်လို့ရမယ်ပစ္စည်းစီးရင်ဆိုတာကကိုဆိုင်မှာပျက်စီးသွားတဲ့အရေးအတွက်လေးတွေရှိလို့ရှိရင်အဲ့ဒီပျက်စီးစရင်းထဲမှာထည့်ထားရင်ညီမတို့ကဒီနေရာလေးမှာပေါ်နေမှာပဲဖြစ်ပါတယ်ပြီးတော့ညီမတို့ကကုန်အုပ်စုအလိုက်လည်းကြည့်လို့ရပါတယ်ဒါဆိုရင်တော့ညီမတို့ကဥပမာ coffee ဆိုပြီးတော့ကြည့်လိုက်မယ်ဆိုရင်တော့ကိုယ့်ရဲ့သွင်းထားတဲ့ပျက်စီးစရင်းလေးတွေ့ရမယ်အဲ့လိုမှမဟုတ်ဘူးညီမတို့ကတခြား snack ဆိုတဲ့ကုန်အုပ်စုနဲ့ကြည့်ရင်တော့ snack ထဲမှာပျက်စီးထားတဲ့ကုန်ပစ္စည်းမရှိလို့မထည့်ထားဘူးဆိုရင်တော့တွေ့ရမှာမဟုတ်ပါဘူးနောက်တစ်ခုကတော့ပျောက်ဆုံးစရင်းမှာပျောက်ဆုံးစရင်းမှာလည်းညီမတို့ကပျောက်ဆုံးသွားတဲ့အရေးအတွက်ကပြီးတော့ပျောက်ဆုံးသွားတဲ့ item ရဲ့ပစ္စည်းရဲ့အမျိုးမျိုးရဲ့စာလေးတွေကိုညီမတို့ကတွေ့ရမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့အထွတ်စရင်းမှာအထွတ်စရင်းဆိုတာကကိုယ်စီကနေပြီးတော့ကုန်ကျန်းပစ္စည်းဘယ်နှခုထွက်သွားတယ်စာတာမျိုးညီမတို့ကတွေ့ရမှာပါ။အခုဆိုရင်တော့ကြက်ဥရဲ့ဂျုံရဲ့ထောပတ်နဲ့တကြားဆိုပြီးတော့ညီမတို့ကအရေးအတွက်တန်ဖိုးလေးတွေကြက်ဥဆိုရင်အလုံး40ဂျုံဆိုလို့ရှိရင်100ကီလိုဂရမ်စတဲ့အရာလေးတွေကိုညီမတို့ကတွေ့ရမှာပါ။နောက်ထပ်တစ်ခုကတော့အဝင်စရင်းပါအဝင်စရင်းဆိုတာခုနကအထွက်စရင်းထဲမှာပေးလိုက်တဲ့ကုန်ကျန်းတွေကိုမှပြောင်းလဲပြီးတော့ကုန်ချောပြုလုပ်လာပြီးတော့ညီမတို့စီကိုရောက်လာတဲ့ကုန်ပစ္စည်းလေးတွေရဲ့နာမည်လေးတွေပါဒီတော့ညီမတို့ကဒီအဝင်စရင်းထဲမှာဆိုရင်ခုနကဂျုံတွေကြက်ဥတွေထောပတ်တွေစားတာတွေကိုညီမတို့ကပေးလိုက်တယ်ဒီကမှညီမတို့ပြန်ရတာကကိတ်မုတ်ဘူးတင်ပေါမုတ်ဆိုတဲ့ကုန်ချောတွေပြန်ရတဲ့ဓာတ်တွေကိုတော့ညီမတို့ကအဝင်စရင်းနဲ့ပြတာပဲဖြစ်ပါတယ်ဒီတော့ကိတ်မုတ်ကအခု80ဘူးတင်ကအခု30စားတာတွေကိုညီမတို့ကတွေ့ရမှာပဲဖြစ်ပါတယ်ရှင်နောက်ထပ်တစ်ခုကတော့အရေးအတွက်နဲ့နေတော့ကုန်ပစ္စည်းစရင်းမှာဒီထဲမှာဆိုရင်တော့ညီမတို့ကအနည်းဆုံးလက်ကျန်အရေးအတွက်ထားခဲ့တာက9ခုပါဒါပေမဲ့လက်ရှိအရေးအတွက်မှာညီမတို့က0ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အနည်းဆုံးလက်ကျန်အရေးအတွက်တန်ဖိုးပြနေတာပဲဖြစ်ပါတယ်သူဆိုရင်လည်းအကောင်အစုလိုက်ကြည့်လို့ရပါတယ်ညီမက coffee လို့ကြည့်ရင်တော့ဒီ Premier Fusion လေးကိုမြင်နေရမှာဖြစ်ပြီးတော့ဥမာအနေနဲ့ snack ကိုကြည့်လိုက်မယ်ဆိုရင်တော့ညီမတို့ကရှိမှာမဟုတ်ပါဘူးနောက်တစ်ခုကတော့ကုန်အုပ်စုလိုက်လက်ကျန်ပေါ့ကုန်အုပ်စုအလိုက်ကုန်ပစ္စည်းလက်ကျန်တန်ဖိုးပါဒီကုန်အုပ်စုအလိုက်ကုန်ပစ္စည်းလက်ကျန်တန်ဖိုးမှာညီမတို့က category အလိုက်နဲ့ကုန်အုပ်စုလေးတွေရဲ့နာမည်နဲ့ဥမာကြတဲ့ငွေတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ညီမတို့ကုန်အုပ်စုလိုက်ကိုမှလက်ကျန်တန်ဖိုးကြည့်အောင်မလို့ပါ။ပြီးရင်တော့ကုန်ပစ္စည်းအလိုက်လက်ကျန်တန်ဖိုးပါဒါကတော့ category အလိုက်မဟုတ်ဘဲနဲ့ကုန်ပစ္စည်းတစ်ခုချင်းစီလိုက်ကိုညီမတို့ကတွေ့ရမှာပဲဖြစ်ပါတယ်။ဒါဆိုရင်ညီမတို့ကကုန်ပစ္စည်းတွေဒီမှာကိုစီမှာ store တွေအများကြီးရှိရကိုဆိုင်မှာပစ္စည်းရည်တွေအများကြီးရှိတော့ဒီမှာအများကြီးဆိုပြီးတော့ပြနေမှာပါအဲ့လိုမှမဟုတ်ဘူးကိုကဒီလိုမျိုးနဲ့မကြည့်ချင်ဘူးဆိုရင်လည်းညီမတို့ကဒီမှာ category အလိုက်ခွဲပြီးကြည့်လို့ရတယ်ဒါဆိုရင်တော့ coffee နဲ့ပတ်သက်တဲ့ category လေးတွေတွေ့ရမှာပဲဖြစ်ပါတယ်ဒီတော့ဒီမှာမှကုန်ပစ္စည်းအလိုက်လက်ကျန်တန်ဖို့ဖြစ်တဲ့အတွက်ကြောင့်မလို့ coffee ဆိုတဲ့ category အောက်မှာညီမတို့ကရှိနေတဲ့ပစ္စည်းရဲ့သူ့ပစ္စည်းပေါ်မှာမှအရေးအတွက်နဲ့တန်ဖိုးပမာဏဆိုပြီးတော့ညီမတို့ကစုစုပေါင်းအရေးအတွက်ရဲ့ပြီးတော့စုစုပေါင်းတန်ဖိုးပမာဏရဲ့ဆိုပြီးတော့ညီမတို့ကလက်ကျန်တန်ဖိုးတွေကိုကြည့်လို့ရပါတယ်ပြီးရင်နောက်တစ်ခုကတော့ကုန်ပစ္စည်းလက်ကျန်ပါကုန်ပစ္စည်းလက်ကျန်ဆိုတာကိုယ်ဆိုင်မှာလက်ရှိဒီပစ္စည်းလေးတွေကအရေးအတွက်ဘယ်လောက်ရှိရဲဆိုတာမျိုးလက်ကျန်ကြည့်တာပါဒီတော့ညီမတို့ကဒီကုန်ပစ္စည်းလေးတွေကအရေးအတွက်ကတော့ဘယ်နှခုရှိရဲစတာမျိုးကိုတွေ့ရမှာပဲဖြစ်ပါတယ်ပြီးရင်ကုန်လက်ကျန်ညှိနှိုင်းစရင်းမှာညီမတို့ကအရေးအတွက်တွေကွာခနေလို့ကုန်ပစ္စည်းလက်ကျန်ဆိုတဲ့နေရာမှာဒီကုန်ပစ္စည်းစရင်းနဲ့ရမှာကုန်ပစ္စည်းစရင်းနဲ့ရမှာကုန်ပစ္စည်းလက်ကျန်နဲ့မှာသွားပြီးတော့ကုန်လက်ကျန်မှာညှိနှိုင်းစရင်းနဲ့မှာသွားပြီးတော့ညှိနှိုင်းထားရင်တော့ညီမတို့ကဒီနေရာလေးမှာတွေ့ရမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ညီမတို့ကကိတ်မုတ်ကိုအရေးအတွက်ရှိနေတာကနှုတ်ငါပေါ့နော်ဒီလိုမျိုးပြနေတဲ့နေရာမှာညှိနှိုင်းရေးအတွက်ကအခု30ဆို30ဒီလိုမျိုးထည့်ထားတဲ့အရေးအတွက်တွေအကုန်လုံးကိုညီမတို့က report ထဲမှာလာပြီးကြည့်လို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ပြည်စာနံပါတ်ဘလောက်ကနေပြီးတော့ဝန်ထမ်းကတော့ဘယ်သူကပြီးတော့ ES ဆွဲပေါ့နော်ဘယ်လိုရက်ကညီမတို့ကပဲပစ္စည်းမျိုးစားတွေကိုတော့အရေးအတွက်တွေညှိနှိုင်းလိုက်တဲ့စာရာတွေကိုညီမတို့ကဒီနေရာမှာကုန်လက်ကျညှိနှိုင်းစရင်းထဲမှာလာပြီးတော့ report ကြည့်လို့ရပါတယ်ရှင်ဒီမှာဆိုရင်လည်းမျိုးစားခွဲကြည့်လို့ရပါတယ်ပြီးတော့ညီမတို့ကဘာတွေကြည့်လို့ရအောင်လဲဆိုတော့ကုန်ပစ္စည်းအဝင်ထွက်စရင်းပါဒီအဝင်ထွက်စရင်းမှာဆိုရင်တော့ညီမတို့ကကိုဆိုင်ကိုဘယ်လောက်ထိကုန်ပစ္စည်းကဝင်လာတယ်ကိုကအမှဝယ်လိုက်တဲ့ပစ္စည်းတွေအတွက်ဘယ်နှခုပေါ့နော်ဒီမှာဆိုရင် Bishi Blue ကို parking ကညီမတို့က25တော့ဝယ်လိုက်တယ်ဒါဆိုရင်အဝယ်မှာမြင်ရမယ်ပြီးတော့ကုန်အဝင်လာတာကညီမတို့ကကုန်ကျန်းပေးလိုက်လို့ကုန်ချော်ရလာတာမျိုးဒီတော့ကုန်အဝင်ဆိုတဲ့နေရာမှာညီမတို့ကဒီမှာ80ဆိုပြီးတော့တွေ့ရမှာပါပြီးတော့ကုန်ရောင်းပြန်သွင်းပါကုန်ရောင်းပြန်သွင်းဆိုတာက customer ကကိုပြန်ပြီးတော့ပစ္စည်းလဲတာပေါ့နော်ဒီလိုမျိုးကုန်ရောင်းပြန်သွင်းရှိရင်တော့ဒီမှာကုန်ရောင်းပြန်သွင်းလေးတန်ဖိုးကရှိနေပါပါပ
ပြီးရင်တော့ညီမတို့ကအယောင်ပါဒီကုန်ပစ္စည်းပေါ်မှာညီမတို့ကအရေးအတွက်ဘယ်နှခုရောင်းရတယ်ဆိုတာမျိုးကဒီအယောင်ထဲမှာကြည့်ရမှာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ကတော့ညီမတို့ကဒီမှာဆိုလို့ရှိရင်ကုန်ထွက်ပါကိုစီကနေပြီးတော့ထွက်သွားတဲ့ကုန်ပစ္စည်းဆိုလို့ရှိရင်ညီမတို့ကကုန်ကျန်းရှိပါတယ်ဒီတော့ဒီကုန်ကျန်းဆိုရင်ညီမတို့ကဘယ်ကုန်ပစ္စည်းလဲဆိုရင်ဂျုံကတော့100 kg ထွက်သွားတယ်စတာမျိုးတွေကိုညီမတို့ကကြည့်လို့ရမှာပဲဖြစ်ပါတယ်ပြီးတော့ပျက်စီးဆိုရင်လည်းပျက်စီးစရင်သွင်းခဲ့တဲ့ဟာပျောက်ဆုံးမှာဆိုရင်လည်းညီမတို့ပျောက်ဆုံးစရင်သွင်းခဲ့တဲ့ကုန်ပစ္စည်းရဲ့အရေးအတွက်ဒီကိုညီမတို့ကတွေ့ရမယ်ဒါဆိုရင်တော့ကြက်ဥအလုံး20ဆိုပြီးတော့ပျောက်ဆုံးသွင်းခဲ့တဲ့ဒါဆိုတွေ့ရမယ်ပေါ့နော်အဝယ်ပြန်ဖို့မှာဆိုရင်လည်းညီမတို့က supplier စီကအဝယ်ထားပြီးတော့မှကိုယ်စီမှာတစ်ခုခု error ဖြစ်တာမျိုးအဆင်မပြေတာမျိုးကြောင့်မလို့ပြန်ပို့တဲ့အခါမျိုးတွေမှာအဝယ်ပြန်ပို့စရင်းထဲမှာရှိနေမှာပဲဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ညှိနှိုင်းပါဘယ်ပစ္စည်းကိုတော့အရေးအတွက်ဘယ်နှခုညှိနှိုင်းထားတဲ့စတာမျိုးတွေကိုညီမတို့ကတွေ့ရမှာပါ။နောက်ဆုံးတစ်ခုကတော့လက်ကျန်ပါနောက်ဆုံးလက်ကျန်ဆိုတာကညီမတို့စီမှာလောလောဆယ်လက်ရှိလက်ကျန်အရေးအတွက်ဘယ်လောက်ရှိရဲဆိုတာမျိုးကဒီနေရာမှာကြည့်လို့ရပါတယ်။ပြီးရင်တော့ကုန်လေကြပါကုန်လဲကြဆိုတာကညီမတို့ကဘယ်လိုနေရာတွေမှာသုံးလဲဆိုလို့ရှိရင်ကိုက stock ကိုက်မကိုက်ပြန်စစ်ချင်တဲ့ခါမျိုးတွေမှာသုံးလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်ညီမတို့ကဒီပစ္စည်းလေးကိုကြည့်မယ်ဆိုရင်ကိုကြည့်ချင်တဲ့ပစ္စည်းလေးကိုကြည့်လိုက်တာနဲ့ဘယ်ပေါင်ချာမှာတော့ညီမတို့ကဘယ်လောက်ဆိုပြီးတော့ကြည့်လို့ရပါတယ်ဒီမှာဆိုရင်လည်းညီမက Premier Fusion အထုပ်သေးလေးကိုဘယ်ပေါင်ချာနံပါတ်နဲ့ကဘယ်လောက်ရောင်းထားတယ်ပြီးတော့ဒါကကုန်လဲကြဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ကပထမတော့က opening နဲ့ဘယ်လောက်ထားခဲ့တယ် opening မှာတော့က15ခုထားခဲ့တယ်ဒါကမှညီမတို့ကရောင်းလိုက်တာကဘယ်နှခု adjust လုပ်လိုက်တာကဘယ်နှခုဆိုပြီးတော့ညီမတို့ကမြင်ရမှာပဲဖြစ်ပါတယ်ဒီတော့ဒီနေရာမှာဒီ Bishop Blue Parking လေးကိုကြည့်ရင်လည်းညီမတို့ကအဝယ်ဖွင့်ခဲ့တုန်းက9တုံးနဲ့ဖွင့်ခဲ့တယ်open နေတော့ညီမတို့က9ခုနဲ့ဖွင့်ခဲ့တယ်ပြီးတော့အဝယ်ထဲမှာလည်းညီမတို့က9ခုဝယ်တယ်အယောင်မှာဘယ်နှခုရောင်းလဲ3ခုတစ်ခါရောင်းတယ်2ခုတစ်ခါရောင်းတယ်စသဖြင့် open နဲ့ထောင်ခဲ့တော့ကတန်ဖိုးရည်အတွက်ရဲ့ဝယ်ခဲ့တာရောင်းခဲ့တာပြီးတော့ညီမတို့ကနောက်ထပ်ဘာတွေရှိမလဲဆိုတော့ store တွေကို adjust လုပ်လိုက်ရင် adjust လုပ်လိုက်တဲ့တန်ဖိုးဒီမှာဆိုလို့ရှိရင်ညီမတို့က Premier Fusion လေးဆိုရင်ဒီမှာ adjust လုပ်လိုက်ရင် adjust လုပ်လိုက်ရဲဆိုတော့ညီမတို့ကပါပါတယ်ဒါတွေအကုန်လုံးကိုကုန်လဲကြဆိုတဲ့ကဏ္ဍတွေမှာလာပြီးတော့ကြည့်လို့ရမယ်နောက်ထပ်တစ်ခုကတော့အယောင်ဈေးနှုန်းပါအယောင်ဈေးနှုန်းအစီရင်ခံစာဆိုတဲ့နေရာမှာတော့ညီမတို့ကဘယ်ကုန်ပစ္စည်းလေးကိုအစတုန်းကတော့ဟိုဒီမှာဆိုရင် Premier Fusion Parking ထုတ်လေးကိုငကိုရောင်းနှုန်းကလက်လီဈေးက9000လက်ကားဈေးက3500ဒါကမှညီမတို့ကအခုဈေးနှုန်းပြန်ပြင်တယ်အယောင်ဈေးအစ်စ်ပြင်တာတွေဆိုရင်ညီမတို့ကအယောင်ဈေးနှုန်းအစီရင်ခံစာထဲမှာကြည့်လို့ရပါတယ်ဒါဆိုရင်အခုလက်ရှိကတော့လက်လီကို9500နဲ့ရောင်းပြီးတော့လက်ကားကို9000နဲ့ပေးနေရဲစတာမျိုးတွေညီမတို့ပြင်ထားတဲ့ဈေးနှုန်းတွေကိုမြင်ရမှာပဲဖြစ်ပါတယ်ရှင်နောက်ထပ်တစ်ခုအနေနဲ့ကတော့နေ့အလိုက်အယောင်ဈေးနှုန်းပါနေ့အလိုက်အယောင်ဈေးနှုန်းဆိုတာကကိုကဘယ်နေ့ကအယောင်ဈေးနှုန်းတွေကိုဘယ်လိုမျိုးလောက်ထားလဲဆိုတာကိုကြည့်လို့ရတာပါဒီမှာဆိုရင် Premier Fusion လေးကိုညီမတို့ကကြည့်လိုက်မယ်ဆိုရင်တော့ဒီမှာနေဆွဲနဲ့ပေါ့နော်ဟိုက Premier Fusion ကိုနေဆွဲနဲ့လက်လီဈေးနှုန်းကဘယ်လောက်လဲပေါ့နော်လက်လီဈေးနှုန်းနဲ့9500နဲ့ရောင်းထားတယ်လက်ကားဈေးနှုန်းဆိုလို့ရှိရင်တော့9000နဲ့ရောင်းတဲ့စတာမျိုးတွေကိုညီမတို့ပြင်လိုက်တဲ့ဈေးနှုန်းတွေကိုကြည့်လို့ရတယ်ပြီးတော့နေအလိုက်အဝယ်ဈေးနှုန်းမှာဒီနေအလိုက်အဝယ်ဈေးနှုန်းမှာဆိုရင်လည်းညီမတို့ကဒီနေရာမှာကိုဝယ်ထားတဲ့ပစ္စည်းကိုမှနေလိုက်ပေါ့နော်ကြည့်လို့ရဒါဆိုရင်အဝယ်ဈေးနှုန်းဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ကကိုဝယ်ထားတဲ့ပစ္စည်းလေးကိုရှာကြည့်ခြင်းဒီနေရာလေးမှာထောက်ပြီးတော့ဒါကိုကြည့်လိုက်မယ်ဆိုရင်ကိုကပြင်ထားတယ်ပေါ့နော်ဈေးနှုန်းကိုဝယ်ရင်းဈေးနှုန်းကိုအစက3500ပါဒါကိုမှညီမတို့ကနောက်ပိုင်း4000နဲ့ပြင်လိုက်တဲ့ဆိုတာမျိုးစတာမျိုးလေးတွေကိုညီမတို့တွေ့ရမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ညီမတို့ကဒီမှာပါတဲ့ကုန်ပစ္စည်းအစီရင်ခံစာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပြပြပေးရပဲဖြစ်ပါတယ်ရှင်အားလုံးပဲတရားအေးချမ်းသောနေ့ရက်လေးဖြစ်ပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်